ဘာကူညီပေးရ ကျွန်တော်လည်းကောင်မလေးကိုပကီနဲ့ချုပ်ပြီးတော့လေဟာဘာကြပေါ့ ဟာမင်းဘာမှပြောကြမလို့သူပြောတာနားထောင်ခဲ့လား မဟုတ်သေးဘူးလေဗျာကျွန်တော်လည်းနည်းနည်းပါတော့ပြောချင်တာပေါ့ ဟာမင်းအခုသာတကူကူလို့អော်တယ်ငါသိလားကျိုးဟေးကူကူလို့អော်ရင်အဲ့ဒါအထီးတကူကူလို့អော်ရင်အမဟေးကြက်ထဲမှာလည်းအဲ့တိုင်းပဲနော်အော်အီအိုးလို့អော်ရင်အဲ့ဒါအထီးကရ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 ဆိုရင်အမနော်အေးတော်ပါထဲမှာတော့ရှာအရှိဆုံးကအမတွေအဲ့ဒါမို့မင်းဘာမှပြောရမလို့ तू ပြောတာလားနားထောင်ပြန်လာခဲ့အဲ့လို အဲ့ဒါလည်းပြီးရတယ်ဗျာပတ်တွေ့လိုက်ပါပြီခေါင်းကြည့်လိုက် ဒါပဲနုတတိဆိုတာပိုးတယ်မရှိဘူးပိုးရှိမှသေးတယ်ရှိတယ်ကိုနှုံးလေးတစ်ထုပ်တော့ဝယ်သွားလား ဘာလို့ဝယ်ရမှာလဲဗျကျွန်တော်ရိုးရိုးသားသားသွားတွေ့မှာဖះကိုသွားတွေ့မှာဖះကိုသွားတာကျေးဇူးပဲ ပြီးမှနောင်လာရနေဦးဟာဟဲ့အောင်ငါတက်ဖုန်းနဲ့လိုက်200ဘိုးပဲတောက်ကျွေးပဲလား ဟဲ့ဥပဒေရောက်ပြောင်းလဲသွားတာကြီးအရင်လိုစောစောပြပြဖြစ်သွားသေးလား အေးမဖြစ်တော့ တထောင်မို့ ဟာတထောင်မို့ဘာတွေလုပ်နေတာလဲဟမ် ဘာမလုပ်ဘူးအလောက်တော့ထွက်လိုက် ဟာလုံးလုံးထွက်လိုက် အေး ဟာကောင်းလိုက် ဟာငွေဝင်တဲ့အကွက်ရှိငွေဝင်နေပြီ ဟုတ်လားဟဲ့ အေးတော့မစရ အယုံဒီမှာပြောနေတာ မသိဘူးလေဘုံဘောက်ဆိုလို့ အဲ့ဒါကိုပြောတာမဟုတ်ဘူးဝင်ပေါက်ကငါမိမ ဟုတ်မင်းမင်း ငါမိမဝင်နေတာငွေဝင်နေတာငါအလုံးလုံးဆရာမလို့တုံးနေရပြီ ဟုတ်လား အေး ဘယ်ကလိုက်ခိုး အဲ့ဒါကြောင့်မင်းတို့ခိုးတဲ့နေတယ်ဘလို့ပင်မလုံးဆရာအလုံးလုံးဆရာမလို့ဘူး မလို့ဘူးလား မလို့အဆောင်လေးတစ်ခုဆောင်သားရုံပဲဟုတ်လားပတ်စံအဲ့ဒီကိုပတ်စံတွေကသူ့လိုလိုဝင်းလာတာဟောင်းမ ကောင်းလိုက်တယ်ကောင်းပြန်ပြန်ပြန် ငါလေးပတ်စံနေထိုးနေတွေ့လား ဟောဟဲ့ရောက်သဘာတော့ တခြားလုံးလေးမစားကြည့်လားတော့လား အေးတလုံးတော့စားကြည့်အောင် ဟုတ်ဘူးဘာပြောနေတာတော့ ရောက်ဒါငါမြင်မှုတဲ့ မြင်မှုပါပေါ့မင်းသုံးနေကြတယ် ဘာငါသုံးနေတာရက်ကွက်တည်းရလှအောင်သုံးတာ တော့ ရေကူးတော့မှဆိုပြီးအဲ့ဒါကြီးခေါင်းဆော်ပြီးတော့တုံကူးနေတာ တော့ရေကူးတော့မတော့ အေးမင်းရတာဘာပေါ့တဲ့ဒါမင်းရောက်တာမင်းသုံးလား ငါမသုံး ဒါဆိုဘယ်လိုသုံးလဲ ငါမိမသုံး မင်းမအဖို့ပါအဲ့ဒါမင်းတို့တယောက်ကလေးချနေ ဘာရိုက်လိုက်တော့ပါရိုက်လိုက် မသိဘူးလေမင်း ကတော့သုံးစရာလားကွာ ဒါဘာဟုတ်တယ် ဩဒါကအဆောင်ပါဆိုမှအစားရတဲ့အဆောင် ဘလို့ရဲတယ် ဒါလေးဆောင်တဲ့ပတ်စံကသူ့လိုလိုဝင်လာတယ်ကွာဒါပေမဲ့အိမ်ကိုအိမ်မှာကိုအဲ့ဒီလိုတော့မရဘူးကွာမြင်ရတယ်မလားဒီပါလမ်းလေးပါလေးရှောက်ရတာပေါ့ငါမိမဒီကွန်တုံးလေးကိုအဲ့ဒီမှာထည့်ပြီးတော့ညနေပိုင်းကျလမ်းထဲကိုထွက်တော့သွားတယ်လာတယ်ပတ်စော်လေးချီလေးကြီးပါ အယုံ ဟောအောင်မောရလိုက်လား ရပါဘူးဘယ်မှမသွားလေရ မသွားခဲ့ရဘူး မသွားခဲ့ရဘူးဖះသွားပဲဆိုတော့ဟိုဖះမသွားနေတဲ့အိမ်မှာလူကြီးတွေမရှိဘူးလေအဲ့ဒါအိမ်လိုက်တဲ့ဆိုပြီးတော့အိမ်ကိုအိမ်လိုက်ပါလားပေါ်လက်တဲ့ရကျွန်တော်ပြန်ဆဲ ဟောဒါတော့မင်းအတက်ထွက်ပေါ့ ဟုတ်ဘာတွေပြောနေလဲ ဘူးလားမင်းဟာမင်းတို့အတက်ထွက်ငါဆိုတန့်ကြုံမဟုတ်ဘူးလေအလုပ်တစ်ခုခုလုပ်မယ်ဆိုသဝဲသွားမရှိဘူးအကုန်လုပ်ပလိုက်တာတန့်ကြုံမြစ်တာအဲ့ဒါကိုပြောတာ ဒီကောက်ကြည့်တယ်သိတာချောင်းတို့ချောင်းနေတယ် ကျွန်တော်လူအယုံနဲ့ရည်ကြံတော့တာဒီတော့မှ ဘုရားပြောတက်တော့ကတရားတရား ငါခန့်နေတယ်ပြောကြရှိတာပြောငါပဲပါမလား ပြောရကြ ဒီ ပြော တော့မှပြောရမှာဘယ်လိုဖြစ်လဲပြောတယ် ဟုတ်ကောင်မလေးနဲ့ချိန်ပြီး အဲ ဖះတော့သွားနေတဲ့အိမ်မှာလူကြီးမရှိဘူးအိမ်လည်းအိမ်လိုက်သွားအိမ်လက်တော့ကောင်မလေးကတာစိတ်ကပြအောင်အစပြင်း ဟောအဲ့နဲ့ ပုံစံတိုင်းကျုံးလာ ကျုံသေးဘူးကျွန်တော်ဆက်ဆွတယ်လေအဲတာစိတ်ကတည်းရတယ်ပြီးတော့ဟိုအညို့တော့ဖက်လိုက်ဟာတနေ့လာနေမှာစတောက်ရဲနဲ့ဒီနေ့မှာတောက်ကြရှိပြလေဟုတ်နေ့ရက်တော့ဆောက်ပါနောက်တော့ဟုတ်တာ တေပါတော့အောင်မောင်းရ ဘာမလို့ အဲ့တော့မင်းကိုစားကျင်တော့ဆောအစာကြီးလေးမလဲဖြစ်ဆေးရှိတယ်လို့မင်းအဲ့ဒါအစာပေးတော့ကွာမင်းတော့ညံ့နေကောင်ကွာဟဲ့ဟုတ်တယ်အဲ့ဒါမင်းခုနသေးကလေးပြေးဟဲ့ငါသွားလိုက်မင်းကလည်းကောင်မလေးလေဘင်းတစ်ခေချင်းနဲ့မျောနေမှာတနာပြီရ ဟုတ်တာ ဆိုင်ကနာဆောင်လာလိုက် ပေးတော့ပါတော့ အဲ့တော့ကောင်မလေးကြီးသွားမလို့ ဟာတာဒီကောင်မလေးအရင်ငါရေးကြအောင်အဲ့ကောင်မလေးကစတိုဘယ်ရီနဲ့မကြက်ဘူးသူကစပြည့်နဲ့မကြက်ကရော့စပြည့်နဲ့သူက သေးတာက What the fuck, bro?